installation မစခင်မှာကျွန်တော်မြည်သည့် server မဆို installation မစခင်မှာကျွန်တော်ဒီ step လေးတွေကိုကျွန်တော်ကြိုပြီးတော့plan လုပ်ထားပဲဖြစ်ဖြစ်ကြိုပြီးတော့စစ်ထားပဲဖြစ်ဖြစ်ကျွန်တော်အကုန်လုံးလုပ်ရမယ်web server မှာမဟုတ်ဘူးတခြားသောမြည်သည့် server မဆိုပေါ့နော်အဲ့တော့ပထမဦးဆုံး server specification ဆိုလိုချင်တာ CPU တွေ RAM တွေ storage တွေ network တွေပြီးတော့မှ server ရဲ့ location ပြီးတော့ကျွန်တော်ဒီ server ရဲ့ hardware configuration အဲ့တော့ဒါဆိုရင် CPU RAM storage ရဲ့ network ရဲ့နဲ့အောက်က hardware configuration နဲ့တူလားမတူမတူဘာလို့မတူပါလဲဆိုတော့ okay CPU RAM okay ထားပါတော့ကျွန်တော်တို့က CPU ဘယ်နှလုံးပါလဲ CPU တစ်လုံးချင်းစီမှာ6ဘယ်နှခုရှိရလဲအဲ့တော့ဒီဟာပါလဲဆိုတော့ကျွန်တော်တို့ဘာဖြစ်လို့စစ်စီကျင်တာလဲဆိုတော့မြည်သည့် server ဆိုကိုကတကယ်လို့ project လုပ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ company ကနေပြီးတော့လုပ်ဖို့အတွက်ပြောတာပဲဖြစ်ဖြစ်ဘာလဲဆိုတော့ကိုယ့်လက်ထဲကိုကျွန်တော် server တစ်လုံးရောက်လာပြီဆိုရင်အဲ့ဒီ server တစ်လုံးရဲ့ specification ကိုအရင်ဆုံးစစ်ပါစစ်တော့မှကိုယ်ပေးလိုက်တဲ့ဥပမာထားတော့ customer နေပြီးတော့ပဲကိုယ်ပေးတခုခုကနေပြီးတော့ကိုကနေပြီးဝဲဆိုလိုချင်တာကဘာလဲဆိုတော့ကိုရတဲ့ဟာကိုကိုကအရင်ပြန်စစ်ပြီးတော့ဆိုမှသူတို့ပြောတဲ့ဟာနဲ့ကတ်ရလား okay ကိုရနိုင်ပြီကျွန်တော်တို့တော့ဒီမှာ CPU တစ်လုံးနဲ့ 2 CPU နဲ့ memory 4GB နဲ့ရှိတဲ့ server တစ်လုံးကိုပို့ပေးလိုက်တယ်အခုကျွန်တော်တို့ဘာလုပ်ပြီးဆိုပြီးကျွန်တော်စီရောက်လာတယ်ဆိုရင်လေဟုတ်ရသူပေးတာကို CPU နှလုံးရှိရလားသူပြောတော့သူပေးတာကို RAM 4GB ကိုရှိရလားဆိုတော့ပြန်စစ်ပါပြီးတော့ကျွန်တော်မှနောက်တစ်ခုကဘာလဲဆိုတော့တကယ် heavy physical server အကြီးကြီးတွေဆိုရင်ကြာပြီဆိုတော့ hardware configuration တွေကျွန်တော်စစ်ရဥပမာထားတော့storage မှာhard drive ဘယ်နှလုံးပါလဲဘယ်နှလုံးပါလဲပြီးတော့ဆိုမှဒီ hard drive တွေကိုသူကဘယ်လို configuration လုပ်ထားလဲဥပမာ RAID 1လုပ်ထားလား RAID 5လုပ်ထားလားစသည်ဖြင့်အဲ့တော့ဘာလဲဆိုတော့ဒီတိုင်းကျွန်တော်တို့ system ဘက်ကနေကြည့်လိုက်တယ်ဆိုရင်သူက RAID လုပ်ပြီးသား volume ကိုပဲကျွန်တော်တို့မြင်ရမှာဆိုလိုချင်တာ500K ဆိုရင်500နှလုံးကိုကျွန်တော် RAID 1လုပ်ထားရဲဆိုတော့ 500K ပြန်မြင်ရမှာဒါပေမဲ့အထဲမှာရှိတာဒါ500နှလုံးရှိလိမ့်မယ်စသည်ဖြင့်ပေါ့နော်ဒါ hardware configuration တွေကျွန်တော်တို့စစ်ကိုစစ်ရမယ်ပြီးတော့ဆိုမှနောက်တစ်ခုက operating system ထားပါတော့ကျွန်တော်တို့ကိုယ်တိုင်သုံးမဲ့ operating system ဆိုတော့ customer နေပြီးတော့မှထားပါတော့ဘယ် OS လေးတော့သုံးပြပါသူတို့စီက engineer ကတော့ဒီ OS ကိုပဲတည်တယ်စသဖြင့်ပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့က OS ရဲ့နာမည်ပါလဲ Ubuntu လားCentOS လား Rocky လား Red Hat လားစသဖြင့်ပေါ့နော်ပြီးတော့ဆိုမှသူတို့ရဲ့သက်ဆိုင်ရာ version အဲ့တော့ version ကဘာလို့အရေးကြီးလဲဘာလို့ထည့်ပြောရလဲဆိုတော့ဘာလို့ဒီ version ကအရေးကြီးရလဲဘာလို့ထည့်ပြောလဲဆိုတော့ဒီ version တွေကကြတော့ဘယ်လိုပြောမလဲတချို့သော version တွေက bug ရှိရဲ့ version တွေရှိရဲ့တချို့သော version တွေကဘယ်လိုပြောမလဲဒီအပြင်မှာလုံးဝမသုံးသင့်ဘူးဆိုပြီးပြောထားတဲ့ဟာမျိုးရှိရဲ့ဥပမာတစ်ပြောမယ်ဆိုရင်ဥပမာCentOS ထဲမှာဆိုရင် version 8လို့ပြောသူက total failure သူရဲ့ထုတ်သမျှတွေထဲမှာ version 8ကြီးတော်တော်ကြီးကိုအညံ့ဆုံးထဲမှာပါတယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ဒီဘယ်လိုပြောမလဲမကောင်းတာတော့မဟုတ်ဘူးဒါပေမဲ့မကောင်းတာတော့မဟုတ်ဘူးဒါပေမဲ့ဘယ်လိုပြောမလဲအခက်အခဲလေးဖြစ်နိုင်တာဘာလဲဆိုတော့ဥပမာ Ubuntu မှာဆိုရင်ကျွန်တော်တို့ LTS မသုံးမိတာလို့မျိုး LTS မသုံးမိဘူးဆိုရင်ကျွန်တော်တို့ဘယ်လောက်လဲ8လလားမသိဘူး8လပြီးတော့ဆိုရင်သူက support အကုန်ရက်တော့ update လည်းလုပ်လို့မရတော့ဘူးအကုန်လုံးထိုးရက်တော့အဲ့တော့ LTS လိုမျိုးသုံးတော့မှကျွန်တော်9နှစ်အထက်မှာကျွန်တော်တို့သုံးလို့ရပါဘောเนาะအဲ့တော့ဒါဆိုရင် OS version ကလည်းအရေးကြီးတယ်အဲ့တော့ version ကဘာလို့အရေးကြီးလဲဆိုတော့သူ့နောက်က support ပေါ့เนาะ support ကကျွန်တော်တို့လိုအပ်တဲ့ package တွေနဲ့ပတ်သက်တဲ့ update တွေပေးမှာလား security update တွေပေးမှာလားစသဖြင့်အဲ့ဒီဟာရှိရပြီးတော့ဒီမှာဒီ OS ကိုကျွန်တော်တို့ကဘယ်လို use case နဲ့သုံးမှာလဲ web server နဲ့သုံးမှာလားဒါမှမဟုတ်ရင်cham server အနေနဲ့သုံးမှာလား load balancer အနေနဲ့သုံးမှာလားစသဖြင့်အဲ့ဒီဟာ use case တွေလိုတယ်ပြီးတော့နောက်တစ်ခုက network architecture ကတော့ဒါကျွန်တော်တို့ server နဲ့ဘယ်လိုရမလဲဒီ server နဲ့ဒီဘယ်လိုပြောမလဲ network architecture တစ်ခုလုံးကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးကျွန်တော်တို့သုံးမဲ့ server တွေကိုဘယ်လိုမျိုး network ချိတ်ဆက်ထားမှာလဲဆိုတဲ့ဟာမျိုးအဲ့တော့ဆိုလိုချင်တာweb server တွေကနေပြီးတော့မှသူက web server တွေကြီးပဲတွားလို့ရတဲ့network တစ်ခုတီးခြားရှိလားဒါမှမဟုတ်ရင် database server ကိုချိတ်မယ်ဆိုရင်သူကဘယ် network ကနေချိတ်ရမှာလဲဒါမှမဟုတ်storage server ကိုကြာပြီဆိုရင်ရော database server တွားတဲ့ network ကနေပြီးတော့ပဲချိတ်လို့ရလား web server တွေချင်းချင်းတွားတဲ့ network ကနေချိတ်လို့ရလားစသည်မျိုးပေါ့အဲ့တော့ဒါကဒီဘယ်လိုပြောမလဲဒီ system network architecture လိုမျိုးနည်းနည်းလေးလေ့လာလိုက်တဲ့ဆိုရင်နည်းနည်းလေးသဘောပေါက်လာလိမ့်မယ်ဘာလို့လဲဆိုတော့ web server အချင်းချင်းသွားတဲ့ traffic တွေရှိတယ်ဥပမာ clustering အတွက်ကိုသွားမယ်ဆို web server အချင်းချင်းသွားတယ် web server တွေကနေပြီးတော့မှ database ကို query သွားမယ်ဆိုရင်သူ့အတွက်တိကျလမ်းကြောင်းရှိတယ်မရှိလေ private network တစ်ခုကနေသွားရင်လည်းသွားလို့ရတယ်ဒါပေမဲ့ခွဲထားရင်တော့ပိုကောင်းတယ်ဘာလို့လဲဆိုတော့နောက်ပိုင်းဒီ security သဘောတရားတွေအရာအဲ့လိုမျိုး network တွေခွဲထားရင်ပိုကောင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး network architecture ကြီးကျွန်တော်တို့
ကြိုတင်ပြီးတော့ plan တွေလုပ်ဖို့လိုတယ်တော့မဟုတ်ကြိုတင်ပြီးတော့စစ်ထားဖို့လိုတယ်ပြီးတော့မှဒါကတော့ number ဒီ system လို့ဆိုတဲ့အကောင်အဲ့ဒီကောင်ကတော့ပြဿနာအတက်ဆုံးပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ project တစ်ခုခုရလိုက်ပြီဆိုရင် okay ကိုရနိုင်ကြီးကျွန်တော်တို့ကတော့ဒီ website ကြီးကိုတပြိုင်တည်းလူ1000သုံးတာကိုလိုချင်တယ်ကျွန်တော်တို့ကတော့တပြိုင်တည်းလူ1000သုံးတာလောက်ကိုကျွန်တော်တို့ expect လုပ်ထားတယ်အဲ့ဒါဆိုရင်အဲ့ဒီ system လုပ်ဖို့အဲ့ဒီ user လုပ်ဖို့ခံနိုင်ဖို့အတွက်ကိုကျွန်တော်တို့က CPU ဘယ်လောက်ထားမလဲ RAM ဘယ်လောက်ထားမလဲကဲပြဿနာတက်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကမသိနိုင်ဘူးအဲ့ဒီဟာမသိနိုင်ဘူးဆိုတာဘာဖြစ်လို့မသိနိုင်ဘူးလဲဆိုတော့ဒီ system ပေါ်မှာသုံးမဲ့ coding ဒီ website ကိုရေးတဲ့ coding developer တွေကဘယ်လိုရေးမှာလဲဘယ်လောက်ထိ optimize လုပ်ပြီးရေးမှာလဲဆိုလို့ကျွန်တော် user တစ်ယောက်သုံးတယ်ဆိုရင်ခလုတ်တစ်ခုကိုနှိပ်ရင် CPU RAM ဘယ်လောက်ထိသုံးမှာလဲနောက်ခလုတ်တစ်ခုဆိုရင်ရောဘယ်လောက်သုံးမှာလဲနောက်ခလုတ်တစ်ခုဆိုရင်ရော database query ကဘယ်လောက်ထွက်ပြီးတော့မှ system လောက်ကဘယ်လောက်ထိတက်လာမှာလဲစသဖြင့်အဲ့ဒီဟာကြီးမသိနိုင်တော့ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့developer နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ unit test ဆိုတဲ့ကောင်လေးလုပ်ရတယ်ပြီးတော့မှ customer ကို specification ကတော့ဒီလောက်ကတော့ခင်ဗျား user 1000သုံးမယ်မလား concurrent သုံးမှာမလား concurrent သုံးမှာဆိုရင် user 1000သုံးဖို့အတွက်ကိုတော့ကျွန်တော် CPU ကတော့ဥပမာထားတော့4 core လိုတယ် RAM 16GB လောက်လိုတယ်စသဖြင့်အဲ့ဒါပြန်ပြောတာဒါပေမဲ့ဘာလဲဆိုတော့အဲ့ကောင်ပြဿနာအတက်ဆုံးလို့ဘာလို့ပြောရလဲဆိုတော့တော်တော်များများ developer တွေ unit test လုပ်ဖို့အရင်ပြင်လုပ်ချင်ကြဟိုလုပ်ဖို့အတွက်ကိုလည်းသူတို့ကမလိုအပ်ဘူးလို့ထင်တယ်အဲ့ဒါပေမဲ့လိုအပ်လားဆိုတော့လိုအပ်တယ်လို့လည်းပြောလို့ရမလိုအပ်ဘူးပြောလည်းရတယ်ဘာလို့လဲဆိုတော့ system လို့တက်လာရင် CPU RAM တိုးလိုက်ပေါ့ဒါပို့ပြီးတော့မြန်တယ် shortcut အဲ့တော့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အရင်တကယ် proper ဖြစ်တဲ့project လိုမျိုးဆိုရင်တော့အဲ့ကောင်လိုအပ်ပါတယ်အဲ့တော့နောက်တစ်ခုက troubleshooting ကျွန်တော်တို့ကtroubleshooting တစ်ခုခု server down သွားတာလိုမျိုးတစ်ခု connection interrupt ဖြစ်သွားတာလိုမျိုးဖြစ်လာပြီဆိုရင်ဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ကသိနိုင်မှာလားဥပမာထားတော့ monitoring တွေမရှိဘူးဆိုရင်တေချာဘောက်ကတော့သိမှာမဟုတ်ဘူး CPU အရင်တက်လာလို့ဆိုလီးသွားလား network traffic တွေအရင်တက်လာလို့ visitor တွေကဘယ်လိုရမလဲထားပါတော့လီးသွားတာလိုမျိုး interrupt ဖြစ်သွားတာလိုမျိုးဖြစ်တာလားဒါ monitor တွေမရှိဘူးဆိုရင်တော့ troubleshooting ကတော့လုပ်ဖို့အတွက်အရင်ကြီးတော့ခက်လိမ့်မယ်ဆိုလို့ကျွန်တော်ကြိုပြီးတော့သိမနေဘူးဘာဖြစ်သွားလဲဆိုတဲ့ဟာကို pinpoint လုပ်ဖို့အတွက်ကိုကျွန်တော် analyze ပြီးအချိန်တော်တော်ပေးပြီးမှလုပ်ရမှာဒါပေမဲ့ monitoring တွေရှိတယ်ဆိုရင်တော့ဒါဆိုရင်တော့ကျွန်တော်တို့ဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တို့အဲ့အချိန်မှာတစ်ထိုင်ထဲမှာတည်သွားလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုပြန်ဖြည့်ရှင်းရမလဲဆိုတဲ့ဟာကိုသိလိမ့်မယ်ပြီးတော့မှနောက်တစ်ခုကဘာလဲဆိုတော့ WhatsApp မှာ website လေးတင်လိုက်တယ်ပြီးတော့ဘာလဲဆိုတော့ဘာမှဆက်မလုပ်တော့WhatsApp မှာ website တစ်ခု run နေပြီရပြီအဲ့လောက်ပဲအဲ့ဒါဆိုရင်ဒီကောင်ကြီးကို update လုပ်ဖို့ရအောင်ဘယ်သူကဆက်ပြီး maintain လုပ်မှာလဲဒီ project မှာဒီကိစ္စတစ်ခုမှာဒီဟာကိုဘယ်သူကဆက်ပြီးတော့ maintain လုပ်မှာလဲမရှိတော့ဘူးအဲ့ colleges plan တွေမရှိတော့ဘူးအဲ့လိုမျိုးလေးဖြစ်လို့မရဘူးနောက်ဆုံးကတော့ကျွန်တော်တို့ဗာလဲဆိုတော့ cyber security နဲ့ပတ်သက်တဲ့ဟာအဲ့ကောင်လည်း monitoring နဲ့မှာပါတယ်အဲ့တော့ control တွေဘယ်လိုထားမှာလဲဘယ်လိုပြောမလဲဒီ attacking တွေဝင်လာရင်ကျွန်တော်တို့ဘယ်လိုသိမှာလဲကျွန်တော်တို့ website ပေါက်သွားတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုသိမှာလဲကျွန်တော် website ထဲကနေပြီးတော့မှ data တွေအပြင်ကိုထွက်နေတယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုသိမှာလဲစသဖြင့်အဲ့ဒီ control တွေအတွက်ကိုလည်း cyber security နဲ့ပတ်သက်တဲ့ monitoring တွေလိုပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ installation ဘာမှမစသေးဘူးဒါကျွန်တော်တို့ကြိုတင်ပြီးတော့ဟိုဘယ်လိုပြောမလဲသိထားရမယ်ဟာကြီးကျွန်တော်တို့ကစစ်ထားရမယ်ဟာပေါ့